Lo, alam mo ming laba. Okay. Real Talk ဆိုတဲ့ solo podcast စီစဉ်လင်းလို့တာကြာပြီပေါ့နော်နောက်လာဆိုလို့ရှိရင်တော့ကျွန်တော်နည်းဟောဖြစ်သွားလို့ရှိရင်တော့ video upload schedule လေးတွေပို့ပြီးတော့ညားလာမှာပေါ့လို့ကျွန်တော်တော့စိတ်ထဲမှာတော့ထင်နေပေါ့နော် but လောလောဆယ်နေရကြတော့ yeah ဒီဟာတော့ filler content တပုံမျိုးလည်းဖြစ်တယ်လို့ it's a Friday night weekend မှာ you know ကျွန်တော်တို့လို့ချင်း Friday ဆိုလို့ရှိရင် Saturday Sunday ရုံးမပိတ်ခင် Friday ညနောက်နေ့မကူးခင်ပြောလို့လေဖြတ်ရလေရှိရဆိုတော့အဲ့လိုမျိုး brother sister တွေရှိတယ်ဆိုလို့ရှိရင် background မှာနားဖွင့်လာပြီးနားထောင်မှုလို့ဘာလို့ပေါ့နော်အဲ့လိုသဘောမျိုးနဲ့ကျွန်တော်လုပ်တာပေါ့နော်ဆိုတော့ဒီတစ်ခါ Real Talk စီစဉ်ရကြတော့ဗျာပြည်သက်တို့လည်းခေါင်းစဉ်ကြည့်ပြီးပါပြီပေါ့နော်ဘာလို့လဲဆိုတော့ AAA games industry ကတည်သိပြီလို့ကျွန်တော်ကတော့ပြောရတယ်ပေါ့နော်အဲ့လိုနည်းနည်းတော့ clickbait တော့ဆန်တာပေါ့နော်ဒါပေမဲ့အခုရဘက်မှာလည်းကျွန်တော် gaming အပိုင်းကိုပေါ့နော်ကျွန်တော်ဒီ MSI လာပေးတဲ့ MSI ပေးတာတယ်ပေါ့နော် review နေဖြစ်တဲ့MSI Claw handheld ကိုလည်းကျွန်တော်ဆော့ပြပြီးတော့ကျွန်တော်ရဲ့ gaming pattern တွေကဗျာအမှန်ဆိုလို့ရှိရင် AAA game ဆိုတဲ့ဘယ်လိုပြောမလဲတစ်ခါတည်းပဲ$90လောက်ပေးပြီးတော့ပတ်ဝယ်တဲ့ဟာဝယ်ပြီးတော့တစ်ခါတည်းပဲဟိုဖြစ်တဲ့ဟာပေါ့နော်အဲ့ဒီဝယ်တဲ့ pattern ထက်ဥပမာဆိုလို့ရှိရင် Path of Exile 2လိုမျိုးပေါ့နော် sorry ဆိုလို့ရှိရင်ဒါက SF I mean လောဆယ်တော့ buy into play ပေါ့နော်early access မှာဆိုရင်နောက်ပြီး free to play တော့ဖြစ်သွားမယ်သူတို့ monetization model မတူဘူးပေါ့နော်ဆိုတော့ AAA game enjoy ရဆိုပေမဲ့လည်း AAA game space ကိုကျွန်တော်အာရုံတော့မရောက်တာကြပါဘူးနောက်ဆုံးကျွန်တော် AAA game ဝယ်တာပါလဲဆိုတော့ I think Elden Ring တော့မဟုတ်ဘူး Elden Ring ရဲ့ DLC ဝယ်တယ်ဆိုတော့ I guess Elden Ring DLC Diablo 4ကျွန်တော်ဝယ်တယ်ပေါ့ Diablo 4တော့ကျွန်တော်$90ပေးပြီးဝယ်ခဲ့တာပေါ့နော် okay ဆိုတော့အကြောင်းနဲ့ကျွန်တော်ခဏနေဆက်လာမယ်ပေါ့နော်ပြောချင်တာက AAA game နဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်နည်းနည်းဝေးနေကြပြီဆိုတော့ဒီလိုမျိုး review လေးလုပ်ပါညာနဲ့ AAA gaming space ဘက်ကိုကျွန်တော်ကအာရုံပြန်ရောက်ပြီးတော့အခုနောက်ပိုင်း hot နေတယ်ပေါ့နော် Expedition 33ဆိုတဲ့ဟာကိုကျွန်တော်အချိန်လဲသိမရတော့တဖြည်းဖြည်းတော့ကျွန်တော်စော့နေပေါ့နော်အဲ့ဒါပြီးသွားလို့ရှိရင်တော့ကျွန်တော် story explain ဆိုတဲ့ဟာလေးတစ်ခုအရင်လာမယ်ပေါ့နော်ဆိုတော့အဲ့ဒီ Expedition 33 story explain လေးကိုလာပြီးတော့မိပြတ်သွားပြီမိုးကလောဆယ်မရွာပဲတိတ်သွားတော့9နိုင်မိပြန်ပြတ်တာပေါ့နော်ဆိုတော့ကျွန်တော်ရိုက်တဲ့အချိန်က9နိုင်ရိုက်ပြီး hopefully ညဘက်12နိုင်မထိုးခင်ဒီဗီဒီယိုတက်မှာပေါ့နော် but yeah going back to my point AAA game တွေကအခုနောက်ပိုင်းမှာပေါ့နော် Nintendo Switch 2ကနေစတာအဲ့ဒီကနေစပြီးတော့သူတို့ကနေပြီးတော့ဟုတ်ပြီ Mario Kart ပါတဲ့ edition ပေါ့နော် Mario Kart World ပေါ့ Mario Kart World ပါတဲ့ edition နဲ့စပြီး$80ဆိုပြီးတော့စလိုက်တယ်စပြီးတော့ဂျားထဲမှာလည်းဒီလို debate ဖြစ်တာပေါ့နော် game တွေအဲ့လိုဈေးကြီးတင်လားမတင်လားဘာညာဟိုဘက်ကရောဒီဘက်ကရောအမျိုးမျိုး argument လုပ်ကြအမျိုးမျိုးရန်ဖြစ်နေတဲ့အချိန်မှာပေါ့နော် Expedition 33ဆိုတဲ့ game ကထွက်လာပြီးတော့ by a lot of means double a game သဘောမျိုးလို့ပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ relatively small studio dev team ကကြတော့အယောက်30ပဲပြောတယ်ပေါ့တိုးတော်လဲ30ဆိုတာက it's not really only 30ပါဘာလို့လဲဆိုတော့ outsourcing work ပေါ့နော်တချို့အလုပ်တွေချုပ်ဘာညာတွေကိုတော့အပြင်သူတို့ in house team မဟုတ်ဘဲနဲ့သူတို့အပြင်အဖွဲ့ကိုလုပ်ခိုင်းတာလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီအပြင်အဖွဲ့ကိုလုပ်ခိုင်းတာလည်းရှိတဲ့အတွက်ကြောင့်မလို့not necessarily 30ပဲလုပ်တော့ small indie dev team ပဲလုပ်တာမျိုးမဟုတ်ပါဘူးပေါ့နော်ဒါပေမဲ့ budget တို့နောက်ပြီးတော့ဒီ game ရဲ့အနေထားဘာညာကိုကြည့်မယ်ဆိုလို့ရှိရင်တော့ it's an indie project ပေါ့နော်အခုနောက်ပိုင်းမှာဆိုလို့ကျွန်တော် indie project ထက် passion project လို့ကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်ခဏနေကျွန်တော်အဲ့ဒါဆက်ပြောပြမယ်နော်အဲ့ဒီဟာကိုသူတို့ရောင်းတာကဘာလဲဆိုတော့သူတို့90နဲ့ရောင်းတယ်ဒေါ်လာ90နဲ့ရောင်းတယ်ပေါ့နော် USD 90နဲ့ရောင်းတယ်ရောင်းတော့သူတို့တွေကလည်းဝင်ခံပါတယ်ဘာလဲဆိုတော့သူတို့ရဲ့ဒီ Sanford Interactive တင်တယ် Sanford Entertainment လား Sanford Interactive လားထားပါတော့အဲ့ဒီ dev team မှာသူတို့ကအဓိကသူတို့ရဲ့ left child ပေါ့နော်သူတို့အရန်ဟို6နှစ်လား3နှစ်လားကျွန်တော်မေ့ပါဘူးဒါပေမဲ့ထားပါတော့အချိန်တိုင်းတဲ့တကူကြီးတော်တော်ကြာကြီးပေးပြီးတော့သူတို့လုပ်ခဲ့ရတဲ့ဟာကိုလူအများစုစီရောက်စေချင်တော့ပေါ့နော်အဲ့လိုမျိုးပေါ့နော်သူတို့ဆိုတော့အဲ့လိုမျိုး decision making လုပ်ရတဲ့အတွက်ကြောင့်မလို့ game ကလည်းလက်ရှိ AAA game တွေထွက်နေရတယ်ရှိမယ်ဆိုလို့ရှိရင်ဈေးသက်သာတယ်နောက်ပြီးတော့အရှက် Nintendo လောက်ဝါနဲ့အဲ့ဒီ gaming industry AAA gaming industry space မှာက game တစ်ခုက$90ထက်ပိုများတင်နေပါညာဆိုတဲ့ဟာဂျားထဲမှာအဲ့လိုထွက်လာတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါပြီး game ကလည်းတကယ်မိုက်တယ် game ကလည်းအဖက်ဖက်ကြည့်မယ်ဆို game တကယ်မိုက်တဲ့အတွက်ကြောင့်မလို့ပေါ့နော် Expedition 33က main talking point ဖြစ်လာပြီးတော့အခုကကြတော့ဗာလဲဆိုတော့ကျွန်တော်
ပြည်သက်တို့သိမလားတော့မသိ Borderlands ဆိုတဲ့ series ရှိတယ်ပေါ့နော်အဲ့ဒီ Borderlands ဆိုတဲ့ series ကကျွန်တော်ရဲ့ favorite fan ကျွန်တော် favorite တွေထဲမှာပါတယ်ဆိုတော့ကျွန်တော်ကြိုက်ခဲ့တဲ့တဲမှာပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကဟို game တစ်ခုဆော့ပြီးဆိုလို့ရှိရင် looter genre သဘောကျတယ်ဥပမာဆိုရင် Diablo တို့Path of Exile တို့ဘာညာလို့ဆိုရင် loot တွေအများကြီးကျတယ်ပစ္စည်းအများကြီးကျတယ်ပေါ့နော်ပစ္စည်းအများကြီးကျတယ်အဲ့ဒီထဲမှာကိုကကောင်းတဲ့ဟာကိုရွေးပါညာပေါ့နော်သူက looter shooter တဲ့ Borderlands ဆိုတာကလည်းသူဆက်လုပ်ခဲ့တယ်လို့လည်းမဟုတ်ပေမဲ့ပေါ့နော်သူအခု modern space မှာ looter shooter game တွေကိုပြန်ပြီးတော့ energize ပို့ပြန်ပြီးတော့ပြန်အသက်ဝင်လာအောင်လုပ်ခဲ့တဲ့ game အနေနဲ့ပေါ့နော်သူကရက်တည်နေတာပေါ့နော်ဆိုတော့ Borderlands 1 ကြောင့် it will always have a favorite place in my heart ကွာတလားအဲ့လိုကြောင့်ပေါ့နော်အဲ့ဒီရဲ့ game အဓိကဥဆောင်သူပေါ့နော်ကျွန်တော်မေ့သွားပြီသူကပြောတာပါလဲဆိုတော့ဟို X မှာပေါ့နော်သူ Twitter ပေါ့အရင် formerly known as Twitter သူကပြောနေတာပါလဲဆိုတော့$80ဖြစ်တင်တယ်ပေါ့နော်ဒါကသူကကိုစားပြုတာလဲပါလဲဆိုတော့development ဒီ gaming industry ဒီ creator တွေပိုင်းက developer တွေအပိုင်းနဲ့ကြာ production ပိုင်းဘာပိုင်းညာပိုင်းကနေပြီးသူကအဲ့ဒီဘက်ကနေပြောတာပေါ့နော်ဒါပြီးတော့သူကလည်းဒီ gaming studio တစ်ခုရဲ့ပိုင်းရှင်လို့ပြောမလားအဓိကဦးဆောင်သူအနေနဲ့လည်းသူပြောတာပေါ့နော်နောက်ဆုံးတော့သူကဘာပြောလဲဆိုတော့ argument တစ်ခုမှကျွန်တော် it really struck me ကွာအဲ့ဒါကတကယ် fan ဆိုလို့ရှိရင်ပေါ့နော်မင်းကတကယ် fan ဆိုလို့ရှိရင်ねရအောင်အဲ့ဒီ$80ကိုရှာမယ်ပေါ့နော်ဘာလို့လဲဆိုလူတွေသူ့ကိုပြောတာအော်game ဟို gaming တွေကပိုပြီးဈေးကြီးလာပြီပေါ့နော်အခုလောလက်ရှိအနေနဲ့လူတွေကပြောရတာဟိုအထူးသဖြင့် US မှာပေါ့နော်ဒီ housing crisis ရှိတယ်တကွာလုံးတော့ဘာလို့မ housing crisis ရှိတယ်ဘာ crisis ရှိတယ်ညာ crisis ရှိတယ်ပေါ့နော်ဘယ်လိုပြောမယ်ဆိုလို့ရှိရင်ကွာကျန်တဲ့ဟာတွေ cost တွေပါအရင်တက်နေတော့ကြောင့်မလို့ပေါ့နော် gaming ဆိုတဲ့ luxury တက် entertainment တက်ဖြစ်တဲ့industry တစ်ခုကအဲ့လိုဒီဈေးမတက်သင့်ဘူးပေါ့နော်တက်လိုက်လို့ရှိရင်လည်းပို့ပြီးတော့ပတ်စံပို့ရလို့ပို့ပြီးကောင်းတာထက်ကောင်းကျိုးတွေထက်ဆိုးကျိုးတွေပိုများပဲပေါ့နော်ဆိုးကျိုးကတော့ဗာလဲဆိုတော့ directly resulting in less people playing ကွာ gamer တွေနည်းပါလို့ဆိုတော့ simply မတက်နိုင်ကြတော့ဝယ်ဖို့မတက်နိုင်တော့လို့ပေါ့နော်ဆိုတော့အဲ့ဒါကိုသူကမင်းကတကယ် fan လာဆိုလို့ရှိရင်$80ရှာပြီးတော့ဝယ်မှာပဲတဲ့ဆိုတော့လေ you know မမှားတော့မမှားဘူးဒါပေမဲ့ let's break it down okay အဲ့ဒီသူပြောတဲ့ point ကိုကျွန်တော်ခဏနေပြန်လာဆိုတော့လက်ရှိ argument ကပေါ့နော် AAA game တွေက AAA game တစ်ခုတည်းတော့မဟုတ်ဘူးပေါ့နော် game တွေအများစုပေါ့နော်သို့တော့ AAA game အဓိကအနေနဲ့ပေါ့နော်သူတို့တွေကဈေးအရင်နည်းနေလားဆိုလို့ရှိရင်တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်မှန်တယ် data ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေဒီ$80ဆိုတဲ့ဟာကတော်တော်လေးကြာနေပြီ what else game တွေရဲ့ technological development ပေါ့နော် game တွေကျွန်တော်တို့ console ခေတ်ကနေ PS1 PS2 ဘာညာခေတ်ကနေပြီးတော့ PC ဘာညာပေါ့နော်အဲ့ဒါ technology development ခေတ်ကဟို technology development step တွေကပေါ့နော်ဒီပညာတွေအများကြီးပိုမြင့်လာပြီးတော့ဟို GPU တွေဘာညာအဲ့ဒီ everything surrounding gaming ရဲ့ gaming technology อ่ะပေါ့နော်အကုန်မြင့်လာလေလောရတာတွေကလည်းပိုပြီးများလာလေလူတွေကလည်းပိုလို့လေပေါ့နော်ဆိုတော့အရင်ကဆိုလို့ရှိရင် just like you know ဟို maybe dev team ကလူရောက်50လောက်ဆိုလို့ရှိရင် AAA game တစ်ခုကို probably yeah budget နဲ့တော်တော်သိနေပေါ့နော်လုပ်လို့ရတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဗျာ for example GTA Grand Theft Auto 6ပေါ့နော်အဲ့လို Grand Theft Auto လိုမျိုး size အရင်ကြီးပြီးတော့တကယ်ဟို folder တွေ site တွေပဲကြီးတယ်ပေါ့ကျွန်တော်ပြောချင်တာ gaming အဲ့ game ရဲ့ open world ဆိုတဲ့ game ရဲ့ scope ကအရင်ကြီးရဲ့အတွက်ကြောင့်မလို့ပေါ့နော်လိုက်ပြီးတော့ထည့်ရတဲ့ detail တွေလိုက်ပြီးလောက်ရတဲ့ဟာပါညာပိုင်းများတော့ကျွန်တော်လူတွေအများကြီးလိုတယ်ပေါ့နော်လူတွေထပ်ခတ်ဖို့လိုတယ်နောက်ပြီးတော့အဲ့လူတွေကိုဥဆောင်ဖို့ကလည်းလူအစ်စ်တွေလည်းဖြစ်လို့မရဘူးပေါ့နော်အရင်တော့ developer လေး senior developer ကြီးတွေပါညာတွေကလည်းရှိမယ် senior developer ပါညာနဲ့ community မှာတက်တန်းဆက်ပြီးတော့အရှိကြီးထားမယ်ဆိုလို့ရှိရင်တို့လာစာတိုးပေးရတယ်နောက်ပြီးတော့ဘာတွေညာတွေနဲ့ပေါ့ပြောချင်တာကအရင်ကဆိုလို့ရှိရင်လွန်ခဲ့တဲ့4-5နှစ်ကဆိုလို့ရှိရင် AAA game တစ်ခု top notch quality game တစ်ခုကအများဆုံး development cost ကတွားမယ်ဆိုလို့ရှိရင်ပေါ့နော်100 million ပတ်ဝန်းကျင်ပဲတွားလိမ့်မယ် okay 100 million ပတ်ဝန်းကျင်ပဲတွားလိမ့်မယ်100 million ပတ်ဝန်းကျင်ပဲတွားပြီးတော့ roughly marketing budget ကပေါ့နော်ဒီ game တစ်ခုထွက်လာပြီလို့ရှိရင်ရောင်းရသေးတယ်ဆိုတော့ marketing budget ကလည်းရှိရသေးတဲ့အတွက်ကြောင့်မလို့အဲ့ marketing budget ကိုကတော်တော်များများ this rule of thumb ကပါလဲဆိုတော့ product cost ကဟို100 million ဆိုလို့ရှိရင် marketing budget က2ဆလောက်တိုးတယ်ဆိုတော့200 million ပေါ့နော်ဆိုတော့ total အနေနဲ့ပေါ့နော် just roughly speaking Grand Theft Auto 5 ဆိုလို့ရှိရင် Grand Theft Auto 5က260ကျော် million လားမသိဘူးပေါ့နော် production လို့ပို့ထွက်လာရတယ်ပေါ့နော်အဲ့တော့ဟို marketing budget ကလည်း
အဲ့ထက်ပိုများမယ်ဆိုလို့ရှိရင် finally to ကျွန်တော်တို့နောက်ဆုံး consumer တွေလက်ထဲကိုရောက်လာဖို့ပေါ့နော်တကယ် market နဲ့လို့ဘာညာလုပ်ဆိုလို့ရှိရင် GTA budget က over 500 million or round about there okay 500 million figure for game ကပေါ့နော်လွန်ခဲ့တဲ့ decade တောင်မပြောလွန်ခဲ့တဲ့10နှစ်တောင်မပြောနဲ့လွန်ခဲ့တဲ့9နှစ်လောက်ပြောမယ်ဆိုလို့ရှိရင် it's insane နောက်ပြီးတော့တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းပေါ့နော်ဘယ်လိုပြောမလဲဒီ gaming industry ကြီးကပေါ့နော်လွန်စွာကြီးလာတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဟိုဒီဟာတွေဟိုဘယ်လိုပြောမလဲဟို Sunfall လိုမျိုးပေါ့နော်လူ okay expectation 33လောက်တဲ့ developer တွေလိုမျိုးပေါ့နော်တော်တော်များများအလွယ်တကူပြောကြတာဘာလွယ်တကူပြောကြတာလဲဆိုတော့ developer တွေကပေါ့နော်သူတို့ကိုဥပမာယူတင်ပြီးတော့ဘယ်လိုမျိုးလုပ်တဲ့လဲဘာသိနေပေါ့နော်လုံးဝဟိုသူတို့လုပ်တဲ့ game တွေကိုလုံးဝဟိုထည့်ပြီးတော့ robot လည်းမကြည့်ဘူးပေါ့နော်အတိုင်းအတာတစ်ခုဒီပတ်စံပြင်ရလို့ရှိရင်ချိန်နှက်ပြီးဆိုတဲ့ပုံစံမျိုးလူအများစုလည်းရအောင်ဝယ်နိုင်အောင်သူတို့ရဲ့ product ကိုဟိုလက်လန်းမီအောင်ပေါ့နော် pricing ထားပေးတာမျိုး game ကလည်းတကယ်မိုက်တယ်ဘာညာပေါ့နော်အဲ့လိုမျိုးအတူယူတင်တယ်ဘာတင်တယ်ညာတင်တယ်ပေါ့ triple A game industry ကအဲ့ဒါကြောင့်မလို့ဟိုငါတို့ report လုပ်နေတာဘာညာဆိုတာလည်းအဲ့လိုမျိုးအလွယ်တကူလည်းတွားပြီးတော့လည်းပြောလို့လည်းမရပြန်ဘူးပေါ့နော်ဟိုအကုန်လုံးကအခုခေတ်နောက်ပိုင်းမှာဆိုလို့ရှိရင်ကမ်းညွှန်မကြိုးကမ်းပြီးဖြစ်နေတာ everything is so dependent on each other layer upon layerတွေအများကြီးပုံမှာထပ်နေတာဆိုတော့ဟိုတစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းဗျာဟို gaming တစ်ခုရဲ့ enjoyment ကလည်းများလာတယ်ဆိုကျွန်တော်ပြောချင်တာလဲဆိုတော့ဗျာthe value ပေါ့နော်ကျွန်တော် value ပြောနေတာပေါ့နော် for example let's say ကျွန်တော်တို့ဟိုးရင်တော့ကဆိုပါတော့single player triple A game single player ပဲဆိုလို့ရမယ့် game တခုဝယ်လိုက်မယ်$50ပေးရမှာပေါ့နော်အခုခေတ်မှာက$80ပေးရမှာဒါပေမဲ့ multiplayer mode လည်းပါမယ် single player လည်း replayability game ပေါ်တော့မူတည်တာပေါ့နော် single player campaign ကတော့ I mean roughly it depends on the game but 40 to 60 hours RPG ဆိုလို့ရှိရင်40 to 60 hours လို့ပြောလို့ရအောင်เนาะဒါပေမဲ့ multiplayer aspect တွေပါလာပြီဆိုလို့ရှိရင် multiplayer aspect တွေက technically ပေါ့နော် technically infinity play time ရှိတယ်ပေါ့နော်ဆိုတော့ roughly အနေနဲ့ကျွန်တော်တို့တွေထားပါတော့ပေါ့နော် multiplayer aspect ပဲရှိတယ် game နေဆိုလို့ရှိရင် Dota တို့ပါတော့ကြည့်မယ်ပေါ့နော် totally free to play ဆိုတော့ Dota တကယ် ဆော့ဘယ်လိုပြောမလဲတကယ် hardcore ဆော့ခဲ့တဲ့လူမဟုတ်ဘူးဆိုရင်တော့ဗျာကျွန်တော်ရဲ့ Dota play hour ကျွန်တော်တက်တန်းတောက်ချောင်းမှာကြောက်စရာကြီးအခုထိကျွန်တော်ငငယ်တွေကလည်းအခုထိစော့နေလူတွေရှိတယ်ပေါ့နော်သူတို့ဆိုအများကြီးပို့ဆိုတယ်ဆိုတော့ technically ကွာဟိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီ game တွေအများစုကပြန်ရတဲ့ enjoyment နဲ့သူဈေးတက်တာပေါ့နော်ဆိုတော့ဟို ratio ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော် gaming ရဲ့ pricing ကနည်းနေတယ်လို့ထင်ရတယ်ပေါ့နော်ဆိုတော့inflation ဘာညာတော့ကျွန်တော်မပြောတော့ဘူး။ဘာလဲဆိုတော့ inflation number တွေဘာကျွန်တော်တော့မသိဘူး။ဒါပေမဲ့သူတို့ရဲ့ argument နဲ့ဘာလဲဆိုတော့တခြားဒီ gaming မဟုတ်ပါတခြားပစ္စည်းတွေဟိုဟာဘာညာမှာကြည့်မယ်ဆိုတော့အကုန်လုံးက inflation ကြောင့်ဘာကြောင့်ညာကြောင့်ပေါ့နော်။အဲ့ဒီ cost of everything ကတက်နေတယ်ပေါ့နော်။ဆိုတော့ gaming ကအဲ့လိုမျိုးရှင်းလိုက်မယ်ဆိုလို့ရှိရင် game တွေရဲ့ဈေးကအရန်တက်တာနေတယ်။ဆိုတော့ that is the side of gaming company တွေဘာညာပေါ့နော်။ Okay ။ကျွန်တော်တို့ consumer oriented လေလို့တော့မဟုတ်ဘူးဒါပေမဲ့ဟို90ကနေ80လက်ရှိနေနေမဖြစ်သင့်သေးဘူးပေါ့နော်ဟိုဆိုတော့ဘက်ကနေကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်း main argument ကျွန်တော်ကြိုက်တာပါလဲဆိုတော့ဟုတ်တယ်သူ့အနေနဲ့သူကောင်းတဲ့ benefit ရှိလိမ့်မယ်ဥပမာဆိုလို့ရှိရင်$70 to $80ဖြစ်သွားတဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးဆိုလို့ရှိရင်ဘာလဲဆိုတော့development process တွေอ่ะပေါ့နော်ဥပမာဆိုလို့ရှိရင် studio တခုကအရင်မိုက်တဲ့ idea တခုရှိတယ်ဒါပေမဲ့ development cost ကအရင်များသွားမယ်သူတို့ gain ကလည်းလက်ရှိအနေနဲ့$90ပဲရောင်းလို့ရတယ်$80သာရောင်းလိုက်လို့ရှိရင်အဲ့ဒီသူတို့ whatever သူတို့ train နေတဲ့ game ရဲ့ version 2 sequel ပေါ့နော်အသစ်တခုထွက်လာပြီအဲ့ဒီ game မှာလုံးအဲ့အခုပထမဆုံး game တဲ့2ဆပုံမိုက်သွား3ဆပုံမိုက်သွားမယ်အဲ့လိုဆိုလို့ရှိရင် fan တွေကလည်းသဘောကျကြမှာပဲဘာလဲဆိုတော့ it's growing ကွာ everybody wins ပေါ့နော်$10ဟို$10ပို့ပေးရတယ်အဲ့ဒါကိုပါဟိုပို့ပြီးတော့ကောင်းတဲ့ experience ရမယ်ပေါ့နော် that's like the ideal scenario ပေါ့နော်သို့တော့ triple A game industry and game industry as a whole ဒီ game industry တစ်ခုလုံးဒီကမ္ဘာလုံးရဲ့ game industry တစ်ခုလုံးအရန်အေယာမကောင်းအရန်ကြီးမားလုံးနေပြီ network တွေဘာညာတွားကြည့်လိုက်မယ်ဆိုလို့ရှိရင်ပေါ့နော် game တွေကသာအဲ့လောက်ထိဟိုပြောမယ်ဆိုလို့ရှိရင် Hollywood မင်းသားတွေ Hollywood industry ဘာညာနဲ့အဲ့လောက်ထိတော့ prestige မရှိဘူးလို့ထင်ရဘာလို့လဲဆိုတော့အခုတည်းလူတွေအများစုဝင်မြင်ကြတာက gaming industry game အရန်ဆော့ရဲဆိုလို့ရှိရင်
အရန် nerdy ဖြစ်တဲ့ကောင်တွေအရန် geeky ကောင်လေးတွေဘာလေးညာလေးအထူးသဖြင့်ကျွန်တော်မြန်မာနိုင်ငံလိုမျိုးပါပေါ့နော်မသိတဲ့လူတွေကဟိုဟာတွေပဲဖြစ်ကြတာပေါ့နော်ဟို surprisingly game ဆိုတာကို normalize လုပ်ပေးသွားတာကကြတော့ဗာလဲဆိုတော့ phone မှာ game ဆိုတာ mobile legend ပဲပေါ့နော်ဆိုတော့ခင်ဗျားတို့မြန်မာနိုင်ငံမှာဟို gaming အပိုင်းကိုအတိုင်းအတာတစ်ခုထိ normalize နည်းနည်းလေးလုပ်ပေးသွားတာကိုဒီ mobile legend တော်သားတွေကိုကျေးဇူးတင်ပေါ့နော်but ပြောချင်တာကလည်းဗာလဲဆိုတော့ဗျာဒီဈေးတက်လိုက်ပြီးပါညာပြီဆိုလို့ရှိရင်လေဒါရဲ့ normalize ဖြစ်သွားပြီးတော့ shareholder တွေ AAA game industry ကပတ်စံအရန်ပါတယ်ပေါ့နော် gaming industry တစ်ခုလုံးက billion နဲ့ billion နဲ့ချီပြီးကွာတယ်ခုနကကျွန်တော်ဟို Hollywood တို့ဘာညာတို့ဘာလို့ရှင်းပြီးပြောလဲဆိုတော့ Hollywood နဲ့ cinema industry film industry ထက်အများကြီးပိုကြီးတယ် gaming industry ကို fight ဖို့ဆိုလို့ရှိရင်အဲ့ဒီ industry နှစ်ခုသုံးခုလာပေါင်းပြီးတော့မှ fight ရတာအခုတော့ gaming industry က is bleeding into everything ပြောချင်တာကဘာလဲဆိုတော့ဟို gaming ရဲ့ story တွေ gaming ရဲ့ဘာညာတွေလည်းဥပမာဆိုရင် Elden Ring လိုမျိုးဟာပေါ့နော်အဲ့လိုမျိုးဟာကိုရုပ်ရှင်ရိုက်တော့မယ် which is very strange George R. R. Martin ပါလို့ယူဆရတယ်ပေါ့နော်ဘာလဲဆိုတော့သူရေးတဲ့ Game of Thrones ကအရင် hit ဖြစ်တဲ့အတွက်ကြောင့်မလို့ Elden Ring ကလည်းရုပ်ရှင်ရိုက်မယ်ဆိုရင် hit မှာပဲဆိုပြီးတော့ Studio A24 ကကိုင်တာနော် okay ဆိုတော့ပြောချင်တာက like Final Fantasy 16အထိအခုရောက်နေမှာနော် Final Fantasy franchise ဆိုကျွန်တော်ဘာလို့ပြောရလဲဆိုတော့တကဘာလုံးတည်ရဲ့ franchise game ပေါင်း1600အခု16ရှိနေပြီဂျားထဲမှာ main game တွေကပဲ16 iteration ရှိနေပြီပေါ့နော်အရင်ဂျားထဲမှာပဲဥမာ Final Fantasy Tactics တို့ Final Fantasy ဘာတွေညာတွေအဲ့လိုမျိုးဒီ MMO ဟာ MMO ကတော့ main layer မှာပါတယ် sorry 11 နဲ့ 14ပေါ့နော်ထားပါတော့ပြောချင်တာကversion မျိုး story ပေါင်း1600မှာအဲ့ဒါတွေကိုမကြည့်ပဲနဲ့ Elden Ring ဆိုတဲ့ဟာကိုယူပြီးတော့ရုပ်ရှင်ရိုက်ကြတယ်ပေါ့နော်ဆိုတော့အခုခေတ်ကလည်းအဲ့ဒါပဲ it's bleeding into everything and gaming industry is bigger ပိုကြီးလာတဲ့အတွက်ကြောင့်မလို့လူတွေပတ်စံပို့လို့ကျင်ကြတယ်လောဆယ်အနေနဲ့ပေါ့နော်တကယ်တမ်း share order တွေဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းဟုတ်တယ်ဗာလဲဆိုတော့ yeah every year they are expanding နေ့တိုင်း expand ဖြစ်နေတယ်ဒါပေမဲ့သူတို့ရဲ့ profit margin တွေကအဲ့လောက်မရအောင်သူတို့တွတ်မှာပေါ့နော်။ဘာလဲဆိုတော့ expand ဖြစ်လေသူတို့ကပို့ပြီး investor တွေနဲ့ပို့ပြီးစိုက်ရလေပဲဟုတ်တယ်မလားသဘောတရားကတော့အဲ့လိုပဲပေါ့နော်။ဆိုတော့သူတို့ပတ်စံပို့လို့ခြင်းကြတယ်။ဒါကတော့အများစုကျွန်တော်တို့ gamer အများစုကတော့လောဘတက်တယ်လို့ကျွန်တော်တို့မြင်မှာပေါ့နော်။သို့တော်လည်း that's how you know စီးပွားရေး that's how it works okay ဆိုတော့အဲ့လိုမျိုးဖြစ်နေတာ။ဆိုတော့ဒီဟာကို$80ဟာကိုလွယ်လေးနဲ့လက်ခံလိုက်မယ်ဆိုလို့ရှိရင်လေတောက်လျှောက်တိတ်မကြောက် it just be a while 90နဲ့80ကြားထဲမှာ4 5 6နှစ်ခံနေဆိုလို့ရှိရင်80နဲ့90ကြားမှာ2နှစ်3နှစ်အဲ့လောက်ပဲခံပြီးလို့ရှိရင် I think roughly တက်မှာကကျတော့လုံးလက်ရှိဒီဆယ်စုနှစ်အတွင်းမှာပဲသူတို့တာဆွေပြီးတက်မှာက AAA game တခုဒေါ်လာ100လောက်ထိသွားမယ်လို့ကျွန်တော်တို့ယူဆတယ်အဲ့လိုသွားမယ်လို့လည်းတော်တော်များများလည်းယုံကြည်ကြတယ်ပေါ့နော်ဆိုတော့ဈေးမတက်သင့်ဘူးပေါ့နော် at the very least ကဟို90ကနေပြီးတော့80အထိတက်မယ်ပါညာမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ economy သဘောအရဆိုလို့ရှိရင်ပေါ့သူထိန်းနေ video game industry ထိန်းနေသူ governing body တွေပါညာတော့ရှိတာပေါ့နော် EU တို့ US တို့မှာဆိုပါညာနဲ့ရှိနောက်ပြီးတော့ product တစ်ခုကိုလည်းသူတို့ MSRP ဈေးပါညာပေါ့နော် officially bottom line ဈေးကဘယ်လောက်လဲပါလဲ MSRP ပါညာအဲ့လိုမျိုး system တွေတော့အများကြီးတော့ရှိတယ်ဒါပေမဲ့ you know ဟိုပတ်စံကပို့ပြီးရတယ်လို့ပို့ပြီးလွယ်လေးပေးလိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်လွယ်လေးအဲ့ဒီဟာကိုမ fight ပဲနဲ့ပေးလိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်အများကြီးထက်တက်ဖို့ဒါဆူမှာပဲပေါ့နော်ဆိုတော့ကျွန်တော်တို့အသက်ကြီးတဲ့အချိန်ပေါ့နော် like ကျွန်တော်တို့အသက်60 90လောက်ဖြစ်ပြီဆိုလို့ရှိရင် gaming industry ကဘယ်လောက်ထိတော့ဒီလိုတိုင်းဆက်သွားမယ်ဆိုရင်ဘယ်လောက်ထိတော့တိုးသက်သွားမယ်တော့မသိဘူးဒါပေမဲ့ it will be very expensive ကွာ okay နောက်တစ်ခုကလည်းကျွန်တော်တို့ consumer တွေဘက်ကပြောမယ်ဆိုလို့ရှိရင်လည်းပေါ့နော် developer batch channel တွေ publisher တွေဘာညာတွေပြောနေတဲ့ဟိုလက်ရှိအနေနဲ့ကျွန်တော်ခုနလည်းပြောခဲ့တဲ့ cost ကတခြားဟာနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင် cost ကတက်တဲ့လောက်မတက်ဘူးဆိုတဲ့ argument ကလည်းမှားနေသေးတယ်ပေါ့နော်အဲ့ဒါလည်းဘာလဲဆိုတော့ကျွန်တော်တို့ပထမဦးဆုံးပြောခဲ့တဲ့ဟို point နဲ့လည်းဆိုင်နေပေါ့နော်လွယ်လေးပေးလိုက်လို့ကျွန်တော်တခုပြောပြခြင်းအရင်တုန်းကတည်းကပေါ့နော်ဒီလိုမျိုးဈေးတက်မဲ့အစားပေါ့နော် okay gaming industry ကနေပြီးတော့ပေါ့နော်ဒီ fucking business genius တွေကပေါ့နော်စဉ်းစားတယ်ဟုတ်ပြီဒီ product တွေကတခါတည်းပဲ ship it and you never look back okay ပြောချင်တာကဘာလဲဆိုတော့တခါတည်းရောင်းလိုက်ပြီအရင်တော့ကျွန်တော် console kit မှာဆိုလို့ရင်ဒီ CD ချက်ကိုရောင်းလိုက်ပြီ
Final Fantasy ဆော့မလား Legend Dragon God of War ရောင်းလိုက်ပြီဆိုလို့ရှိရင်အဲ့ game PU အဲ့ game series တခုမဖြစ်သွားတဲ့အထိပေါ့တခုဖြစ်သွားပြတ်သွားတော့ဘာညာထစ်သွားတော့ဘာညာမဟုတ်ဘူးဆိုလို့ရှိရင်ပေါ့နော် the gamer is not going to come back ပေါ့နော် until he beat the game အဲ့ game ကိုမနိုင်သေးဟိုနိုင်ပြီးွားမှနောက် game သစ်ဝယ်ဖို့ပြန်လာမှာကျွန်တော်ပြောသဘောပေါက်လားဆိုတော့အဲ့လိုသဘောတမ်းမျိုးရှိတယ်ပေါ့နော်ဆိုတော့ပြောချင်တာတခါတည်းရောင်းပြီးပြီးွားအဲ့ဒါမလိုလားမလိုတဲ့အတွက်ကြောင့်မလို့နောက်တို့ကပါစဉ်းစား okay story ကဒါမျိုးရှိတယ်ဟိုကောင်းတယ်မကောင်းတယ်မကောင်းဘူးပေါ့နော်ဗာလဲဆိုလက်ရှိတချို့ကောင်းတာတွေဗာလဲဆိုကျွန်တော်ပြောချင်တာ DLC ကိုပြောချင်တာပေါ့နော် DLC ရောင်းတဲ့ဟာက pro argument ကကြတော့ဗာလဲဆိုတော့ဟုတ်ပြီဒီ developer ဒီ studio အနေနဲ့ပေါ့နော်ဒီ story တစ်ခုလုံးရပုံဖော်ခြင်းတယ် gamer တွေလက်ထက်ကိုအရန်မိုက်တဲ့ story တစ်ခုကို game တစ်ခုကိုပို့ခြင်းတယ်ဒါပေမဲ့ development budget ကမှအဲ့လောက်မရှိတဲ့တဲ့မှာတို့3ပိုင်းလိုက်တယ်3ပိုင်းပြီး game 1ထွက်လာတယ် game 1ထွက်လာပြီးဟုတ်ပြီ game 1ထွက်လာပြီးဘာညာဆိုလို့ရှိရင်တို့ရဲ့ production cost ကကြေဝါအတွက်ကြောင့်မလို့အဲ့ဒီကနေပြီးတော့တို့ထပ်ပြီးတော့ DLC ဘာညာထပ်ထုတ်တယ်အဲ့မှာနည်းနည်းထပ်ရှာပြီးဟုတ်ပြီနောက်ထပ်ဟို game 2 developer တို့ဘို့အတွက်နည်းနည်းလေးပို့ပြီးတော့ဟိုဟာလာဘယ်လိုပြောမလဲနည်းနည်းလေးပို့ပြီးတော့ budget ပို့ရပြီပေါ့နော်ဘာလဲဆိုတော့ generally ဟို sequel တွေထုတ်ပြီးပေါ့နော်ဟို sequel မဟုတ်ဘူးဆိုရင်တော့ပဲဟို if it's even from the same developer ကွာ game 1က2010မှာထွက်တယ်ဆိုလို့ရှိရင်2012မှာထွက်တဲ့ game 2ကကြတော့အနည်းနဲ့အများတော့ one တက်ပိုကောင်းအောင်လို့မျှော်လင့်ကြမှာပဲ whether it be technology upgrade တွေတော့မဟုတ် story ပိုင်း upgrade တွေတော့မဟုတ် gameplay ပိုင်း upgrade တွေတော့မဟုတ်တစ်ခုပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းဟို PS1 ကနေပြီး PS2K ကိုပြောင်းသွားတယ် PS2K ကနေ PS3K ကိုပြောင်းသွားတယ်မဟုတ်လို့ပေါ့နော်ဆိုတော့အဲ့လိုမျိုး changes တွေဖြစ်ပြီးဆိုလည်းပတ်စံကုန်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအတွက် DLC ဘာညာတွေကဘာဖြစ်လာတယ်ဖြစ်လာရအစပိုင်းမှာ Predator တော့ရမ်းငယ်တော့တိကျမှာတိမှာပေါ့နော်အစပိုင်းမှာ push back တကယ်ရှိတယ်အဲ့ဒါလည်း push back တကယ်ရှိတယ်ဘာလဲဆိုတော့ game တခါလေးရောင်းတခါလေးကျွန်တော်တို့ complete package တာပေးပေါ့ငါတို့ပတ်စံဆက်ပြီးချူနေကြမလို့ဘူးဆိုတဲ့ဟာကိုအဲ့လိုမျိုးယူဆမှုတွေရှိရပါတော့အခုဒီ modern gaming industry မှာလည်းအဲ့ဒီလိုမျိုးယုံကြည်မှုတွေရှိသေးတယ်ပေါ့နော်တချို့ industry တွေဆိုလို့ရှိရင်ဟို DLC မထုတ်ဘူးဘာလဲဆိုတော့ sequel လာထုတ်လို့လည်း DLC မထုတ်ဘူးဆိုတော့အဲ့ဒီမူကိုခံယူထားတဲ့လူတွေအများကြီးရှိရပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာလည်းဒီ development studio တွေကနေ developer တွေကနေဘယ်လောက်ပဲအမှုခံယူရ publisher တွေအတင်းလုပ်တယ်လို့ပြောလို့ရှိရင်လည်းအတင်းလုပ်ရတာပဲပေါ့နော်ပြောမယ်ဆိုလို့ရှိရင်အခုလက်တော်ပဲထွက်လာတဲ့ Elden Ring Night Reign ဆိုတဲ့ multiplayer is essentially a fucking mod okay mod နဲ့အတူတူပဲသဘောမျိုးပဲပေါ့နော် asset တွေကအတူတူပဲဘာညာတဲ့အတူတူပဲရှိသမျှဟာတွေအကုန်လုံး familiar ဖြစ်တဲ့ဟာပဲ nothing new multiplayer mode သဘောမျိုးဒီ battle royale mode သဘောမျိုးကိုထည့်ပေးလိုက်တဲ့သဘောမျိုးပဲ okay ဟုတ်တော့ okay Night Reign ကိုတက်ကျွန်တော်မပြောတော့ဘူးเนาะပြောချင်တာအဲ့လိုမျိုးလဲပေးလို့လိုက်ရော DLC share ထည့်ဟုတ်ပြီးထားတော့ DLC ကိုလက်ခံလိုက်ပြီးစိုးကျိုးထက်ကောင်းကျိုးပိုများတယ်ပဲဒါပရိသတ်တို့အတော်များများမိမှာ free to play the rise of free to play games okay free to play game မှာ on surface မှာကကြတော့ပေါ့နော်အရန် user friendly ဖြစ်တဲ့ gamer အတွက်ကောင်းတယ်ဘာလဲဆိုတော့အရင်တော့ဆိုလို့ချင်းဟုတ်ပြီတခုရှိတာပါလဲဆိုအရင်တော့ဆိုလို့ချင်း gaming company တွေကဘာလို့လဲဆိုတော့သူတို့ demo လေးသူတို့ထုတ်ရတယ် Steam မှာအခုတည်းသူတို့ demo လေးလုပ်နေလူတွေအများကြီးရှိသေးတယ်ပေါ့နော်ဥပမာဆိုလို့ချင်း early access ပေါ့နော် alpha beta ဘာညာအနေနဲ့သူတို့ okay ဒါ demo သဘောမျိုးနဲ့အစမ်းသဘောမျိုးနဲ့ထုတ်လိုက်ဒါ free to play တကယ် full game ထွက်လာပြီဆိုလို့ချင်းเนาะဒါဘလောက်လောက်ပေးရပါမယ်ဆိုတော့လုပ်တဲ့လူတွေရှိတယ်ပေါ့နော်အရင်တော့ဆိုလို့ချင်းဟို game တွေကသူတို့ marketing လုပ်ဖို့ကဟိုကမရှိတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီ channel တွေကနဲတဲ့အတွက်ကြောင့်မလို့တကယ်တမ်းစမ်းစော့ကြည့်တဲ့လူတွေလိုမှပဲလိုချင်ကြတာပေါ့နော်ဆိုတော့အရင်တော့ဆိုဒီ CD ခစ်တော့ဆိုတို့ဘယ်လိုလုပ်ကြလဲဆိုလို့ရှိရင်သူဆိုတော့ဒီ CD ဒီ game ကိုဝယ်လိုက်ပြီဆိုလို့ရှိရင် CD တက်ချက်ပါတယ်ပေါ့နော်အဲ့ဒီ CD ကနောက် game တစ်ခုရဲ့ demo disc အဲ့လိုမျိုးတွေလုပ်ကြတာပေါ့နော်အခု Steam မှာလည်းအဲ့လိုဘာလုပ်ရတယ်ပေါ့ပြောချင်တာဟိုစမ်းကြည့်နေတဲ့လူတွေဒီ game ကဘယ်လိုနေထားရှိတဲ့လူတွေအတွက်ကကြတော့ဒီချို့ game တွေက demo လို့ပါတယ်လို့မျိုးမလုပ်ထားတဲ့မပေးတဲ့အတွက်ကြောင့်မလို့ပေါ့နော်စမ်းကြည့်နေဆိုလို့ရှိရင်ဟိုအခုခေတ်မှာကျတော့ YouTube တွေပါညာအများကြီးသွားကြည့်လို့တော့ရတယ်ပေါ့နော်သူအရင်တော့ဆိုမရှိတဲ့အတွက်ကြောင့်မလို့သူက free to play လုပ်လိုက်တယ် free to play လုပ်လိုက်တယ် okay အဲ့ဆိုလို့ရှိရင်စမ်းကြည့်နေကြိုက်မှစပ်ပြီးဆော့ပြီးတော့ပတ်စံပေးရမယ်ဆိုလို့စပ်ပြီးတော့ပေးမကြိုက်ဘူးဆိုလို့ရှိရင်မလုပ်ဘူးဒါပေမဲ့မင်းတောက်လျှောက် free to play ဆော့ခြင်းနဲ့ဆိုလို့ရှိရင် free to play ဆော့လို့ရတယ်အဲ့လိုသဘောမျိုးပေါ့နော်ထားရတယ်ဆိုတော့ overall ရပေါ့နော်ဟိုဒါတော့အခုခေတ်မှာပေါ့နော် free to play model ကြီးကအရန် normalize ဖြစ်သွားအရန်ပုံမှန်ဖြစ်သွားပြီပေါ့နော်ဟိုဘယ်လောက်ထိအောင်ဖြစ်လဲဆိုလို့ရှိရင်
အထူးသဖြင့်ဒီအများစုစော့ကြတယ်ပေါ့နော် mobile gaming industry ဟာပေါ့နော် free to play model နဲ့မလာဘူး microtransaction နဲ့ gacha box နဲ့ loot box တွေနဲ့အဲ့လို monetization model နဲ့အဲ့လိုမျိုးပတ်စံမျိုးပေးရတာမျိုးမှာနဲ့မလာဘူးဆိုလို့ရှိရင် fail ဖို့ကအများတိုင်းတော့အရင်များပါပြီအဲ့လိုတော့ဖြစ်တယ်ဘာလဲဆိုတော့တော်တော်များများက barrier entry ကို free bid တုံညပဲလိုချင်ကြတာအစပိုင်းအလွယ်တကူစော့လိုက်တာဟုတ်ပဲအဲ့ဒါပဲလိုချင်ကြတာဒါပေမဲ့နောက်ပိုင်းမှာသူတို့မမြင်ကြတာပါလဲဆိုတော့မင်းတကယ်ကြိုက်ပြီတကယ် game ကိုတကယ်ကြိုက်ပြီဆိုလို့ရှိရင်အသေးသုံးမိတော့ပဲ mobile legend free လေ yes you can play completely free တောက်လျှောက်စော့ champion တွေကိုလည်းဟိုဘယ်လိုပြောမလဲ champion တွေဟို play စော့ရင်းနဲ့ရတဲ့ goal နဲ့ပေါ့နော်ဒီရွှေနဲ့ in-game currency နဲ့ပဲဝယ် premium currency မဟုတ်ပဲ in-game currency နဲ့ဝယ်နောက်ပြီးတော့ event နဲ့ဘာညာတွေရတဲ့ skin တွေဘာညာလက်က free ပေးသေးတယ်ဒါပေမဲ့ပြောချင်တာက you are a second class citizens okay ဒါက marketing မှာ psychological trick okay marketing တင်မှုလေလို့သိလိမ့်မယ်တော်တော်များများအနေနဲ့ပါလဲဆိုတော့ဒီ game တစ်ခုကိုစော့ကျင်တယ်အထူးသဖြင့် multiplayer game တစ်ခုစော့ကျင်ပြီးဘာညာပြီဆိုလို့ရှိရင်ဗျာဥမာဘယ်လိုပြောမလဲချို pro တွေကျွန်တော်ပြောပါမယ်နော်ချို pro ရဲ့ mentality ကဘာလဲဆိုတော့ तू ကချို pro ရှားကောက်အနေနဲ့ချို 1v1 ချမယ်ဆိုလို့ရှိရင် तू လွယ်ဆုံးပြလဲဆိုတော့ skill ရှင်နေတာငါ skill ပို့တာတယ်မင်းသက်ပို့တာတယ်အဲ့ဒါကြောင့်ငါအသိရနိုင်တယ်အဲ့ဒါကြောင့်ငါအသိရရှုံးမိမယ်လေဟိုလိမ့်မှာလမ်းပေါ်မှာဆိုလို့ရှိရင်ငါမျိုးတာနေတာကျန်တဲ့ကောင်နဲ့ feel လို့ငါတို့တင်မှာရှုံးသွားတာဘာညာစသည်ဖြစ်ပါတော့ပြောချင်တာကဘာလဲဆိုတော့ gamer တွေကအချင်းချင်းကိုပဲသူတို့ပိုတာတဲ့ခံစားမှုခံစားချင်ကြတယ်ဒါလူတိုင်းရဲ့သဘာဝပဲ competitive ဖာဆိုလည်းပိုဆိုးတယ်ပိုဆိုးတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဟို free to play လုပ်လိုက်တယ် free to play လုပ်ပြီးတော့ဗျာအခုခေတ်က bloody ဖြစ်သွားပြီ free to play လုပ်လိုက်ပြီးတော့ဗျာအဲ့လိုမျိုး predatory monetization လို့ခေါ်တယ်ဗာလဲဆိုတော့လူတွေရဲ့ psychology ကိုကြည့်ပြီးလူတွေစိတ်စဉ်းစားပုံဘယ်လိုမျိုးအရှင်နေရှိလဲဗာလဲပေါ့နော်အဲ့လိုမျိုးဟာကလိပြီးတော့မင်းဒါလေးဝယ်လိုက်ချင်း midi skin ဆောင်းဝမိုက်တယ်ဗာဖြစ်တဲ့ညာဖြစ်အဲ့လိုမျိုးထဲ့တာပေါ့နော်လွယ်ဆုံးပြောမှများ mobile legend ကျွန်တော်စောက်ဝင်ပြီဆိုလို့ရှိရင် event အခုဆို Naruto event ရှိမှာပေါ့နော်တောက်လျှောက် pop up တွေပေါ်လာတာအရင်တော့ဆိုလို့ရှိရင်စခဲ့တော့ဒီလိုမျိုး game တွေစခဲ့တော့ဆိုလို့ရှိရင် pop up တွေနဲတယ်ရောင်းနေဆိုတာသိရ pop up တစ်ခုလောက်ပဲ event ဘာညာရှိရဆိုတော့တွားကြည့်ရတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာဆိုလို့ရှိရင် mandatory ထက် game တော့တော်တော်များများတော့မကြည့်ပဲနဲ့1 minute ပဲနှိပ်လိုက်ပိတ်လိုက်မှာ x ဆိုဟိုအမားလေးကို x ဆိုနှိပ်လိုက်ပိတ်အကုန်လုံးပိတ်ကြတယ်ပိတ်ပြီးအမိုက်လိုက်ကောက်မယ်နေဆက်လင်းနေဟာလည်းအကုန်လုံး free ဘာညာအဲ့တော့နေဆက်လင်းဘာညာဘာလို့အဲ့လို busy work ကိုလုပ်ရလဲဆိုလို့ရှိရင်ဗျာအဲ့လိုနေဆက်ပေးတယ် free ပေးတဲ့ဟာလေဘာမှမဖြစ်တော့တွေပေးမှအဲ့ menu နဲ့သွားအဲ့ menu နဲ့သွားပြီးလူရကြည့်မှာတော်တော်များများကျတော့ပတ်စံမတုံကြဟုတ်တယ်ဒါကိုကြည့်ပြီးငါပတ်စံမတုံငါဆိုပိတ်လိုက်လိမ့်မယ် maybe ဟို 0.5 second လောက်ပဲအဲ့ဒီ screen မြင်ရမှာဒါပေမဲ့တကယ်ဆော့ရတယ်ဆိုလို့ရှိရင်နေ့စဉ်လည်းများဆော့တယ်ဆိုလို့ရှိရင်0.5 second တွက်ကြည့်လိုက်လို့ရှိရင်အများကြီးစောက်ဝင်နေတဲ့ banner တွေအများကြီးတက်လာဘာကြော်ညာတွေအများကြီးတက်လာဘာအဲ့မြင်အုံနောက်တွေကိုရိုက်ထည့်ဒါက is psychological manipulation စိတ်ကို manipulate လုပ်တာ and is one of predatory practices ပေါ့နော်။ဘာလို့လူတွေကို bully သဘောမျိုးနေနဲ့လူတွေကိုဟို brainwash လုပ်ပြီးတဖြည်းဖြည်းဝယ်ခြင်းအောင်မဝယ်ဘူးဆိုရင်တောင်မှပေါ့နော်။အနည်းဆုံးတော့ကိုကဒီ skin ရှိတယ်။ကိုနဲ့ချတဲ့ကောင်ကကိုမရှိတဲ့ skin သူလောက်ထားတယ်။ဆိုလို့ရှိရင်အဲ့မှာလိုချင်စိတ်တွေရှိမယ်ဒါမှမဟုတ်လို့ရှိရင်မနာလိုချင်စိတ်တွေဖြစ်လာဘာညာအဲ့ကြလို့ရှိရင်ကိုကဒီ skin ကိုမဝယ်ဖို့အဲ့လိုမျိုးဟိုစိတ်ဆန္ဒကရှိလာပြီပေါ့နော်။အဲ့လိုမျိုးနဲ့လုပ်ပြီးတော့တဖြည်းဖြည်းနှိုက်ကြတာတကယ်တမ်းဟိုအပြစ်မှာပတ်စံတိတ်မရှိပါဘူးဆိုတဲ့လူတွေပေါ့နော်ပတ်စံတိတ်မရှိပါဘူးဆိုတဲ့လူတွေဟိုချွေတာပြီးစော့ပါတယ်ချွေတာပြီးသုံးပါတယ်ဘာညာပြတဲ့လူတွေပေါ့နော်အဲ့လို free to play game တကယ်လေးရှေ့စော့ပြီး mobile legend ကိုသွားကြည့်မှဆိုလို့ရှိရင်သွားစော့ပြီးဆိုလို့ရှိရင်ဘယ်နှစ်နှစ်စော့တာကြာပြီလေသူတို့အဲ့ဒီ game မှာပေါ့နော်သူတို့အဲ့ဒီ game မှာဘယ်လောက်သုံးခဲ့ပြီးွားပြီလေ maybe ဒေါ်လာ200လောက်နီးပါးလောက်နီးနေည300လောက်နီးပါးလောက်ဖြစ်နေဒေါ်လာ900လောက်နီးပါးပြတ်အောင်ဖြစ်နေ something like that ဒါပေမဲ့သူတို့တကယ် triple A game price နေပေါ့နော်တကယ်ဝယ်ချင်လားဆိုလို့ရှိရင်ဝယ်ချင်ဦးဒေါ်လာ90ပေးဒေါ်လာ80ပေးဝယ်ချင်ကြဒါပေမဲ့ဒီလိုမျိုးကြလို့ရှိရင်သူတို့ပေးချင်တယ်ပေါ့နော်ဒါလည်းကောင်းတဲ့ဟာလည်းရှိတယ်ဆိုးတဲ့ဟာလည်းရှိတယ်ပေါ့နော်ထားပါတော့ပြောချင်တာကဘာလဲဆိုတော့အခု game တွေရဲ့ဒီ monetization practice တွေอ่ะပေါ့နော်ဝယ်ပြီးဆိုတာမဟုတ်ပဲ free to play ဆိုလို့ရှိရင် rather than that ပေါ့နော်ကျွန်တော်တခါတည်းပဲပတ်ခနဲ့ပဲပေးလိုက်ချင်တယ်ဘာပတ်ခနဲ့ပဲပေးလိုက်ချင်တယ်ဆိုတော့ဟုတ်ပြီ mobile legend မင်းကငါဟုတ်ပြီဘယ်လောက်လဲဒေါ်လာ900တခါတည်းခုငါတခုတခါတည်းပေးမယ်ဒါပေမဲ့ tower ကမင်းတို့ထွက်ပဲ skin နဲ့ပါညာငါအကုန်ပေးပြောချင်တာဟိုအဲ့လိုမျိုး
အဲ့လိုမျိုးလှုပ်လာအဲ့လိုမျိုးပေးမလားဆိုတော့တပည့်တော့မပေးဘူးလေဟုတ်တယ်မလားဘာလို့ဆိုတော့အဲ့လိုမျိုးလုပ်လိုက်လို့ရှိရင်တော်တော်များများဝယ်ကြမှာပဲအဲ့ကြလို့ရှိရင်တို့ကနောက်ဆုံးထွက်လန်းပါလဲဆိုတော့လူအများစုက$900ပေးပြီးဝယ်လိုက်ပြီအလုံးက premium VIP member ဖြစ်သွားပြီပဲထားပါတော့ဖြစ်သွားပြီဆိုလို့ရှိရင်တို့ကဘာလုပ်ရတော့မလဲတိတ်မကြဘူးအဲ့လိုမျိုးငွေခတ်ရှာပြောပြီးဆိုလို့ရှိရင် Mobile Legends 2ဆိုပြီးထွက်လာပါလိမ့်မယ်ပြောချင်တဲ့ point ကဘာလဲဆိုတော့လုံးဝအစပိုင်း price ထက်အများကြီးပို့ပြီးတောင်းနေတယ်တချို့ AAA game တွေဆိုလို့ရှိရင်များ$90တောင်းတယ်တောင်းပြီးလို့ရှိရင် DLC လေးဝယ်ရသေးတယ်ဟုတ်နော် Diablo 4 DLC လေးဝယ်ရသေးတယ် DLC ကတော့အမျိုးမျိုးဖြစ်နေပြီ$30 DLC ဖြစ်နေပြီ$50 DLC ဖြစ်နေပြီတို့ DLC တွေကတကယ် is another game price $90ထပ်ပေးရတယ်ဂျားထဲမှာ Battle Pass လည်းရှိသေးတယ်ဂျားထဲမှာ microtransaction လည်းရှိသေးတယ် Okay ဆိုတော့ပြောချင်တာကဒီဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်း game တစ်ခုရဲ့ revenue ကလုံးဝပထမဆုံး sale price ပဲအဲ့လိုလည်းမဟုတ်တော့ရုပ်ရှင်ရုံလိုမျိုးရုပ်ရှင်ရုံမှာကြည့်ပြီးတော့လက်မှတ်ပိုးဝယ်ပြီးသွားပြီအဲ့လိုမျိုးမဟုတ်ဘူးမတူနောက်ဆုံးတစ်ခု point ကတော့ဘာလဲဆိုတော့ gaming industry ဘယ်လောက်ကြီးလာပြီဆိုတဲ့ဟာတစ်ဖက်ကပြောတယ် gaming industry ကြီးလာရင်ပြောကြမှာ cost တွေလည်းများတယ်ဘာဖြစ်လဲညာဖြစ်တယ်မှာဖြစ်တယ်ဟုတ်တယ်မှန်တယ်ဒါပေမဲ့တစ်ဖက်ကလည်းကြည့်မယ်ဆိုလို့ရှိရင် gaming industry တကယ် AMI ဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဝယ်တာတွေကလည်းအများကြီးဘယ်လိုပြောမလဲဝယ်သူတွေကလည်းအများများတယ် the scope of the market is very big now ဒါပေမဲ့ဝယ်တာတွေမှမဟုတ်ဘူးတခြားဘာဒီရဲ့ညာဒီရဲ့နေပြီးတော့ပတ်စံရတာလည်းရှိတယ်အဲ့ဒါခဏထားအောင်ပေါ့နော်ကျွန်တော်ပြောချင်တာပါလဲဆိုတော့ဟုတ်ပြီလွန်ခဲ့တဲ့PS2 kit တို့ဘာညာ PS1 kit ပေါ့နော်အဲ့လို console kit ဘာညာဆိုလို့ရှိရင်ဗျာတိန်ကနေရောင်းရတယ် game တစ်ခုကနေပြီးတော့တိန်ကနေတော့ရောင်းရတယ်ဆိုလို့ရှိရင် it's considered a successful ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ရှင်လိုက်မယ်ဆိုလို့ရှိရင်ပေါ့နော် Final Fantasy 16ကိုသွားမယ် Okay I think they sold 20 million or 2 million I forgot but million နဲ့ချီပြီးတော့ရောင်းရတာတော်တော်များများအနေနဲ့ပေါ့နော်လန့်သွားမှာအော်သွားတာပေါ့နော် gamer တော်တော်များများနဲ့အအော်တာဘာလဲဆိုတော့ကွာသူ့ရဲ့ development budget က16ကနဲတော့နဲတယ်ဟိုဘယ်လိုပြော official အနေနဲ့ပြောတာကကြတော့ပေါ့နော်နဲတယ်လုံးဝ pure development budget in house အနေနဲ့ development budget ကနဲတယ် like something like 60 million လားဘာလားဟိုတန်း60ကျော်လောက်လေးပဲရှိမယ်ပေါ့နော်ဒါပေမဲ့တခြား source တွေ site လောက်တာပေါ့နော်ဒီ marketing ဘာညာတွေ site လောက်တော့ကြည့်လိုက်ရောတကယ် budget ကတဲ့500 millionကျော်လောက်ရှိမယ်တဲ့520 something million အဲ့တော့ဖြစ်သွားတယ် maybe သူတို့ပတ်စံတော့ efficient မဖြစ်တာဘာကျွန်တော်တော့မသိဘူးဒါပေမဲ့ budget ကတော့အဲ့လိုမျိုးကြီးတယ်ကြည့်သွားပြီးတော့အခု million နဲ့ချီပြီးတော့2 million တချို့ game တွေကပေါ့နော်ဟို2 million 3 million ရောင်းအောင်လည်းမလောက်တော့အမျက်မဖြစ်တော့10 million ရောင်းအောင်လည်းမမျက်တော့20 million 30 million တွေရားနေချီပြီးရောင်းအောင်မှမျက်တော့တယ်ဆိုတော့ဟိုပြောချင်တာတော့ဗာလဲဆိုတော့ဗျာ cost ကဟိုအဲ့ဒီမှာ clash ဖြစ်နေပေါ့နော် developer တွေဘက်ကနေလည်းကြည့်မယ်ဆိုလို့ရှိရင်လည်း development cost ကအများများလို့ဟို Final Fantasy 16ဆိုလို့ရှိရင် million နဲ့ချီပြီးရောင်းရတာအောင်မှ failure it's a critical failure ဟိုတော်တော်ဆိုးတဲ့တော်တော် fail သွားတာပေါ့တော်တော်ကြာရှုံးသွားတယ်ပေါ့တော်တော်လေးပတ်စံထိနာသွားတယ်ပေါ့နော် company ကနေပြီးတော့ gamer တွေဘက်ကအဲ့လိုမမြင်ဘူးဒါပေမဲ့ဒါသူတို့ဘက်ကမြင်နေတာပေါ့နော်ဒါပေမဲ့တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်လည်း gamer တွေဘက်ကလည်း yeah like အဲ့လောက်ထိ marketing လိုလားငါတို့က gamer တွေကျွန်တော်ပြောတဲ့ဘောပေါ့လား gamer တွေ core audience ဆိုပဲရှိဖို့လိုတယ်ရောက်ဖို့လိုတယ်မင်းတို့ဒီမျိုးအပိုတွေ marketing အပိုတွေတုံးတယ်လို့မင်းတို့ဖြစ်တာမင်းတို့ခံမမင်းတို့နဲသေးတယ်ဘာညာဆိုတဲ့ဟာဒါပေမဲ့နောက်ဆုံးတော့လူတွေကမမြင်ကြတာပါလဲဆိုတော့ဒီ video ရဲ့ title ကိုလာပြီပေါ့နော် we have no way of backing out anymore do you understand ကျွန်တော်တို့ကဒီ speed ဒီ no ဒီဟာတွေကိုစပ်ပြီး maintain လုပ်သွားလို့ရှိရင် gaming industry ကပြိုမယ်ဆိုတော့ဗာလဲဆိုလို့ရှိရင်ဗျာI mean ပြိုတာကတော့ it's very I guess it's like clickbait the bomb မျိုးဖြစ်တာပေါ့နော်ပြောချင်တာit will affect the growth ပေါ့ကွာရေရှည်သွားမဲ့ gaming industry space growth ကို harm ဖြစ်မယ်ပေါ့နော်ဟို in a bad way ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော် suggest လုပ်မဲ့ idea ကလည်းဗာလဲဆိုတော့ဒီဟာကိုအကုန်လုံး destroy လုပ်ရမယ်လို့ကျွန်တော်ကတော့မြင်တာပေါ့နော် but anyway ပြောချင်တာဒီလိုမျိုးဆက်ပြီးမသွားဘူးဒီလိုမျိုး growth တွေဆက်မရှိဘူးဒီလိုမျိုးဟိုဟာတွေမဖြစ်ဘူးဘာညာဟိုဟာဖြစ်ပြီဆိုလို့ရှိရင်ကွာအခုgrowth ကို project လုပ်ထားတဲ့ဟာဘာညာတွေကျွန်တော်တို့ဒီ
company တွေ stock တွေအရာဘယ်လိုလုပ်တာလဲဆိုလို့ရှိရင်ကွာသူတို့က company တစ်ခုရဲ့ worth ကလည်းဟိုလက်ရှိအနေနဲ့ဟို Grand Theft Auto 6ထွက်လာလို့ Rockstar Gamer နေပြီးတော့ဘယ်လောက် billion တန်တဲ့ company ပေါ့နော်ဆိုပြီးတော့အဲ့လိုဘယ်လောက်တန်လဲဆိုဈေးတက်တာမှန်တော့မှန်တယ်အခု Rockstar ရဲ့ stock တွေကပေါ့နော်ဟိုဟာထွက်တက်လာတယ်ဆိုလို့ရှိရင်ဗာလေ Grand Theft Auto 6ထွက်လာပြီဆိုလို့ရှိရင်ထိုးတက်အောင်ပါ okay ဒါပေမဲ့အဲ့ဒီ success ပေါ်မူတည်ပြီးတော့လေသူတို့နောက် future game တွေမှာလည်း Grand Theft Auto 7 Grand Theft Auto 8 Grand Theft Auto 9 Red Dead Redemption 3ဘာညာအဲ့ဒါတွေမှာလည်းထပ်ပြီးတော့ကြီးပွားလာမယ့် company ဆိုပြီးတော့ investor တွေထပ်ပြီး invest လုပ်မှာအဲ့ future growth ကို focus လုပ်တာပေါ့နော်ဆိုတော့လက်ရှိအနေနဲ့အဲ့ဒီဒီဈေးကွက်ထဲမှာအများကြီး circulate ဖြစ်နေတဲ့ပတ်စံတွေက future growth နဲ့ပတ်သက်ပြီးတော့လည်းပါတယ်ပေါ့နော်ဆိုတော့ဟိုဒီကျွန်တော်တို့ဒါဒီလိုမျိုးဈေးတက်တဲ့ဟာ maintain cost မလုပ်ဘူးဒီလိုမျိုးဆက်သွား sorry ဟုတ်တယ်ဈေးလုံးဝမတက်ဘူး80အထိပဲဆက်ထိန်သွားမယ်ဘာညာပဲဆိုလို့ရှိရင် gaming market ရ stagnant ဖြစ်သွားပြီးတော့တဖြည်းဖြည်းပုတ်ပွားသွားပြီးတော့ဘာမှသိမထူတော့ဘာညာအနေနဲ့လို့လူအများစုကတော့ဟိုမြင်ကြတာပေါ့ကျွန်တော်လည်းအဲ့ဒီသဘောတရားကိုလည်းကျွန်တော်လက်ခံတယ်ဒါပေမဲ့ fight or fire မှာပဲ fight or fire မှာဖြစ်ပြီးတော့ကျွန်တော်ရဲ့ suggestion ကတော့ suggestion လို့ပြောမလား what is what I want to see ပါကဘာလဲဆိုတော့အတက်ကြီးလာလည်းဖြစ်ပါဘောနော်အရင်တော့ကထပ်ဟိုအခုထပ်ပို့ပြီးတော့အရင်ကလိုမျိုးပို့ပြီးတော့ niche ဖြစ်တဲ့ gaming market ကိုပို့လို့ခြင်းတယ်ကျွန်တော်အဲ့လိုပြောလို့ဒီ developer တွေဘာညာတွေနဲ့ပေါ့နော်ဟိုအများစုအနေနဲ့ဥပမာ Candy Crush လိုမျိုး game ပေါ့နော် okay Candy Crush ကကျွန်တော်တို့တို့က ABLA game တကယ် game ဆော့လို့လား ABLA game ဒါပေမဲ့ crazy ဖြစ်တဲ့တာမန်လူတွေအများကြီးရှိတယ်နော်ဟိုအဝေးမကြည့်နေပေါ့နော် Facebook ပေါ်က Farmville ဆိုတဲ့ game ဘာမှမဟုတ် literally brain dead gameplay ဘာမှမရှိဘူးဒါပေမဲ့ပတ်စံနေအများကြီးရပါတယ်ပြောချင်တာအဲ့လိုမျိုး industry အဲ့လိုမျိုး gaming ဘက်မှာ sub industry သဘောမျိုးနေနေပေါ့နော်အဲ့လိုမျိုးမရှိသိမှုဆိုတာတော့ကျွန်တော်ကတော့မပြောဘူးပေါ့နော် like game ဘိုင်းကတော့အများကြီးလုပ်လို့ရတဲ့ game တွေအများကြီးရှိပါတယ် literally စာအုပ်ဖတ်တာတော့မှ game တစ်ခုအနေနဲ့ visual novel တွေဆိုပြီးတော့အခုအရင်ပေါ်ပြလာဖြစ်တဲ့ genre တစ်ခုပဲအဲ့လိုမျိုးလေးကျွန်တော်မတေဝါစေချင်ဘူးဒါပေမဲ့ gaming industry တကယ် serious game ဟာတွေကိုပေါ့နော်အထူးသဖြင့် double A လောက် level လောက်ရှိတဲ့ဟာကိုပဲအဓိကအားစိုက်ပြီးတော့တကယ် core game မှာတကယ် serious တကယ်သူတို့ရဲ့ main audience ဆိုပဲ reach စေချင်တဲ့ဟာကိုပဲကျွန်တော်ပြန်သွားစေချင်ပြီးတော့တဖြည်းဖြည်းနဲ့ပေါ့နော်ကျွန်တော်ဥတီကျဲသွားမှာအများဟိုဘယ်လိုပြောမလဲ at this point ကွာ triple A game တွေက maybe it's a Call of Duty တနက်ပြတဲ့ game ဒါပေမဲ့သူတို့အဓိက market ထားနေတာတော့ဟုတ်တယ် core audience ကတော့ဒီ audience ကသူတို့မသိတာမဟုတ်သိတယ်အဲ့ဒါကြောင့်အဓိကသူတို့တွေ market လုပ် Call of Duty Bros တွေကို market လုပ်တယ်ဒါပေမဲ့ဖြစ်နိုင်လို့ရှိရင်သူတို့ကအကုန်လုံးရောင်းစေချင်တယ် they want to sell to absolutely everyone ကွာ oops အဲ့လိုမျိုးရောင်းတာကတော့ဟုတ်ပြီကိစ္စမရှိဘူး okay ဒါပေမဲ့ going forward triple A game industry နဲ့ပေါ့နော်အဲ့လိုမျိုး absolutely everything အကုန်လုံးကိုလုပ်ဖို့ကြိုးစားနေတဲ့ဟာယူရက်တင်ပြီးတော့လက်ရှိ triple A game publisher ဘာညာတွေတကယ် mega corporation တွေကလည်းကျွန်တော်အမြင်မှာကြတော့ဗာလဲဆိုတော့ Sunfall Interactive ပုံစံလိုမျိုးပဲပေါ့နော်တကယ် core ဖြစ်တဲ့ team တွေကို split လုပ်ပြီးတော့မှအဲ့ဒီကောင်တွေအများကြီးထားပြီးတော့ gaming ကအဲ့လောက်စိတ်မကြည့်တဲ့ဟာတွေပေါ့နော် maybe indie level လောက်ဆိုလို့ရှိရင်20တန်း30တန်းနေပေါ့နော်နောက်ပြီးတော့ဟိုကျွန်တော်ပြောမှာ expectation 33လောက် level ဆိုလို့ရှိရင်များခင်ဗျားတို့$60 $90လောက်တင်ရောင်းနေတယ် triple A game ဆက်လောက်အခုလက်ရှိ triple A game price တော့တင်ရောင်းနေတယ်တင်ရောင်းဒါပေမဲ့အဲ့ဒီဟာနဲ့ဆက်ပြီးမတိုးနေတော့ but reduce the quality reduce the cost of your game ဟို I guess what I'm really trying to say ပြောနေကျွန်တော်တော့နည်းနည်း confuse ဖြစ်လိုက်ကိုပေါ့နော်ပြည်သူနားတော့လို့တော့ရှိမလဲမသိကျွန်တော်စိတ်ထဲမှာရှိတယ်ကျွန်တော်ဖွင့်ပြောတာဆိုတော့ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လုပ်လဲဆိုလို့ရှိရင်ပေါ့နော်ဟို money အရန်ဘယ်ပြောလဲပတ်စံမရှိတော့လဲအချက်တဲတွေဟုတ်တယ်ဒါပေမဲ့အများကြီး involve ဖြစ်နေတော့လဲအရန် pressure ပြီးတယ်အရန်ဖိအားများလဲရှိတယ်ဆိုတော့အဲ့ဒီ pressure လဲ alleviate ဖြစ်သွားမယ်သူတို့ developer တွေအနေနဲ့ပေါ့နော်ထွင်နေတာကလဲသူတို့ကြိုက်တဲ့ game သူတို့နဲ့တူတဲ့ gamer တွေစီရောက်စေချင်တယ်အဲ့တော့ကြောင့်မလို့ gamer တွေစီလည်းရောက်မှာနောက်ပြီးတော့ဟိုအဲ့လိုမျိုးခွဲနိုင်တယ်ဆိုလို့ရှိရင်တော့ဒီ shareholder situation ဒီ investor လောက်ထားတဲ့ situation နဲ့ဘယ်လိုတော့လာမလဲကျွန်တော်တော့မသိဘူးပေါ့နော်ဒါပေမဲ့ gaming industry တခုလုံးဥတီသွားတဲ့
လမ်းကြောင်းကအဲ့လိုမျိုးအရင် before လက်ရှိ gaming industry growth ဖြစ်တဲ့တစ်ချိန်လောက်လို့ပြောရမလားပေါ့နော်ဒီ core audience တွေကိုပဲခွဲပြီးလုပ်တဲ့အဆင့်လို့ပဲကျွန်တော်ပြောရမလားပေါ့နော်အဲ့ဟာတွေပြောမယ်ဆိုလို့ရှိရင်ဗီဒီယိုအရင်ထပ်ပြီးရှေ့ဝအောင်မယ်but it might be for another topic but လောဆယ်အနေနဲ့ကတော့ကျွန်တော်အနေနဲ့ပေါ့နော်အဲ့လိုမျိုး by gamers for gamers ဆိုတဲ့ယူဆချက်ကိုပဲအဲ့ဒီသဘောတရားကိုပဲမဖြစ်မနေကင်ရမယ်လို့ကျွန်တော်တော့မြင်တယ်မဖြစ်မနေကင်ရမယ်လို့ကျွန်တော်အဲ့လိုဖြစ်မှလက်ရှိဒီဈေးတက်တာဘာညာတွေကလည်းဆက်ပြီးတော့တွားအောင်ပါပဲဒါပေမဲ့အဲ့လိုမျိုး focus ကအဲ့လိုမျိုး shift လုပ်လိုက်ပြီဆိုလို့ရှိရင်ပေါ့နော်ပို့ပြီးတော့small to middle size development team လေးတွေနဲ့ game တွေအများကြီးပို့ပြီးခွဲထွက်ပြီးလုပ်တဲ့အားမျိုးတွေကလည်း gamer တွေနဲ့လည်း variety ရှိမယ်ဒီ studio တွေနဲ့ကလည်းပေါ့သူတို့တွေနဲ့ပို့ပြီးတော့ပိုပြီး passionate ဖြစ်တဲ့ project လေးတွေပို့ပြီးလုပ်နိုင်မယ်လို့ကျွန်တော်ကတော့hopeful ဖြစ်တယ်ပေါ့ကျွန်တော်တို့မျှော်လင့်မိတယ်ပေါ့နော်လက်ရှိအနေနဲ့ကကြတော့ဒါကြီးကလည်းပြိုလဲသွားလို့လည်းမရဘူးဆက်ပြီးသွားရမယ်ဒီလိုမျိုးကျွန်တော်တို့မျိုးဘယ်လိုလဲကျွန်တော်တို့အရင်ကြိုက်တဲ့ industry တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်တို့ချင်း game တစ်ခုလည်းဆော့တာမျိုးပဲနဲ့အများကြီးဆော့တယ်ဗျာmobile game တွေလည်းကျွန်တော်ဆော့တယ် single player RPG game တွေလည်းကျွန်တော်ဆော့တယ်ဘာ game ညာဆော့တယ်ညာ game တွေအများ ARPG လည်းကျွန်တော်ဆော့တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတစ်မျိုးတစ်ယောက်အနေနဲ့ပေါ့နော်ကျွန်တော်ကတော့genre အားလုံး succeed ဖြစ်တာမြင်ကျင်တယ်ပေါ့နော်အောင်မြင်မှုရရှိတယ်ဆိုတော့ကျွန်တော်မြင်ကျင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အမြင်မှာကျတော့ဗာလဲဆိုတော့လက်ရှိအနေနဲ့ကတော့ဒါကိုဆက်ပြီးမပြိုဝဲထိန်းသွားရမယ်ဈေးကတော့တက်အောင်ပါပဲရသွားလို့ရှိရင်လည်းပြဿနာတက်မယ်ဆိုတော့ဆက်သွားရမယ်သို့တော့တဖြည်းဖြည်းသွားနေတဲ့အချိန်မှာကျွန်တော်တို့ကဥတီချက်ကို for gamers by gamers ဆိုတဲ့ user ချက်ကိုပဲအဓိကတွားပြီးတော့ core audience ကတော့ split ဖြစ်သွားမယ်ဘာညာဖြစ်သွားမယ်ဒါပေမဲ့political message တွေထဲတာဘာညာတွေက I don't give a shit okay I mean translate gay တဲ့ဘာတဲ့ at the end of the day အဲ့ဒါအကုန်လုံးကဘာညာအပေါ်ရန် bullshit တယ်ကျွန်တော်မြန်မာဒါအပေါ်ရန် bullshit တယ်ပေါ့နော် okay တော်တော်များများစုကလည်းဒီဟာကိုပြောမယ်ဆိုလို့ရှိရင် leverage ခုအနေနဲ့သူတို့ဘာညာ moral ဘာညာတွေနဲ့တူပြီးထည့်နေတာပေါ့နော် I don't care at the end of the day ကောင်းတဲ့ game ကိုပဲလုပ်တယ်ဆိုလို့ရှိရင်ဘယ်လိုပဲဘာတွေဖြစ်နေမယ် literally you could be playing as Hitler okay Hitler နဲ့ ဆော့ရမယ် game ဖြစ်မယ်တိုးတော့ if the game is good people will play it okay game ကကောင်းတယ်ဆိုရင်လူရဆော့ကြမှာပဲကျွန်တော်အဲ့လိုမျိုးလိုတယ်လို့ကျွန်တော်တော့ထင်တယ်ပေါ့နော်ဒီ situation ရတော့DJ Khaled လိုမျိုးပေါ့နော် suffering from success suffering success အဲ့ဒီပုံစံမျိုးဖြစ်ကောင်းကိုက်ပတ်စံအများကြီးရကောင်းကိုက်တယ်ဘယ်မှာတော့အောင်လည်းမသိဘူးဆိုတော့အဲ့လိုမျိုး situation တော့နည်းနည်းလေးတော့ဖြစ်နေတာပေါ့နော်ဘယ်ဒါတော့ကျွန်တော်ရဲ့ဒီနေ့ရဲ့ real talk ပေါ့နော် maybe it's like a rant ဘာလို့ဆိုတော့တခါလေးပြဿနာနဲ့ကျွန်တော်ပြန်ပြောသွားပါတော့ဘာလဲဆိုတော့I tend to ramble ခေါင်းထဲမှာပေါ်လာတဲ့ topic တွေကပေါ့နော်အစကတည်းကကျွန်တော်ပြscript မရှိပဲကျွန်တော်လက်တန်းပြောတဲ့အတွက်ကြောင့်မလို့ခေါင်းထဲမှာဗာပြောမလဲဆိုတဲ့ idea လေးတော့ကျွန်တော်ရှိတယ်ပေါ့နော်ကျွန်တော် core idea လေးရှိအဲ့ပေါ်မှာကျွန်တော်က I do a freehand fuck you we do live ဆိုတဲ့ဟာမျိုးကိုတာပေါ့ကွာတိုးတော့လေ the weakness ကအားနည်းချက်ကတော့ဘာလဲဆိုတော့ script ကိုမလိုက်တဲ့အတွက်ကြောင့်မလို့ my videos are quite lengthy ဖြစ်ပြီးတော့စကားတွေအများပြောပြီးတော့တခါရလို့ရှိရင် like tangent တခုကိုဗျာဒီအကြောင်းတခုပြောရင်လည်းကျွန်တော်ဒီဘက်ကိုတွေးတော့ပြီးတခါလေးကျရင်ကျွန်တော်မေ့သွားဒီအကြောင်းပြန်မလာဘူးပေါ့နော်ခုနကျွန်တော်ပြောခဲ့တာတွေရောချို့ဟာလေးတွေကျွန်တော်ပြန်လာတယ်ပြန် I think so ပဲစိတ်ထဲမှာတော့ကျွန်တော်စိတ်ထဲမှာတော့အဲ့အကြောင်းငါပြန်ပြောပေးတယ်နော်ဘာကြောင့်မလို့ဒီဟာပြောရဲဆိုတာပြန်ပြီးရောပြည်သူတို့ရှင်းပြတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတော့စိတ်ထဲမှာတော့ထင်တာပဲ if it's not that same ဆိုလို့ရှိရင်ကျွန်တော်ကိုပို့ပြီးတော့ focus ဖြစ်စေတဲ့ဟာမျိုးလိုချင်တယ်ပေါ့နော် maybe 20 to 30 minutes podcast တွေလိုမျိုးလုပ်ချင်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဆိုလည်းပြောပေါ့နော် then I will happily oblige and I'll be happy to do it ပေါ့နော် loss နေတာဒါ real talk နေတယ်ကျွန်တော်စိတ်ထဲမှာခံစားရတဲ့ဟာကိုပြည်သူတို့လိုမျိုး filter မရှိပဲပေါ့နော်ကြားထဲမှာ sensor ဘာညာ filter မရှိပဲကျွန်တော်ပြည်သူတို့ပြောပြတာပေါ့နော်ကဲအဲ့ဆိုရင်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြတာပေါ့ဗျာတတာ